မင်္ဂလာပါဗျာ Mobile Legends လမ်းအောင်တောင်ကို Rebel ဖြစ်သွားတဲ့ဦးလက်ကတော့ပြန်လည်ရောက်ရှိလာပါပြီကျွန်တော်ခုပြပေးရတဲ့ item နဲ့ Airblazzer လေးကိုဆက်ပြီးတော့လေစော်လို့ရပါတယ်ပထမဆုံးချက်အနေနဲ့သူ့ရဲ့ physical ခုတ်တာ5ချက်ကနေ6ချက်ကိုဖြစ်သွားတယ်6ချက်မြောက်မှာ ultimate skill ပုံစံတစ်ခုပါလာတယ်ဗျဒါကဦးလက်ကင်နဲ့ညီကိုရီနေနဲ့တော်တော်လေးကောင်းတဲ့အချက်ဖြစ်ပါတယ်စကေတူမှာတော့ physical လမ်းပြတာတွေကထွေထူးပြောင်းလဲမသွားဘူးဒါပေမဲ့ skill budget တစ်ချက်ကတော့အပိုပါလာတယ်ပြောစရာရှိတာကတော့ ultimate ပါ ultimate က spare သုံးနေတယ် enemy စတန်ပေးနေတာတော့ ultimate skill ကမပြတ်သွားဘူးဗျဒီဦးလက်ကြီးက metal ဝင်လာပြီးတော့ပြိုင်ပွဲတွေမှာတွေ့ရမလားကဲဦးလက်ကိုတော့ကျွန်တော်အနေနဲ့ EXP လိန်စောမယ်သာ channel စောဖို့ကိုကျွန်တော် recommend ပေးခြင်းနဲ့Brother အနေနဲ့ဦးလက်ကိုဘယ်လိန်စောရင်အဆင်ပြေလဲဆိုတာ comment လေးမှာမှန်သွားပေးလို့ရပါတယ်နောက်ဗီဒီယိုများမှာပြန်တွေ့ပါမယ်ကျွန်တော်တို့ DB ဖြစ်ပါတယ် Trophy လေးကို like and subscribe share ပေးသွားကြပါဦးဗျာ